တဲ့ဗီဒီယိုမှာမိတ်ဆွေတို့ကိုဈေးအရန်တန်တဲ့ TV မိတ်ဆက်ပေးမယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီမှာအခုလက်ရှိမြင်တွေ့နေရတဲ့ Google TV ကျွန်တော်တို့ Comment TV အယောင်းဆိုင်ပေါ့အယောင်းဆိုင်မှာပစ္စည်းတွေတော်တော်များများစုံတင်နေရောက်ရှိနေပါတယ်ရောက်ရှိလာတဲ့ TV တွေထဲမှာကျွန်တော်တို့32 43 55 65 85 လက်မအကြီးဆုံးဆို85လက်မဒီရှိမယ်အဲ့တော့လက်မတွေကတော်တော်စုံနေရောက်ပါတယ်ဒါတွေဆိုကျွန်တော်တို့55လက်မဘောင်ပြောက်ပေါ့နော်ဒါဆို43ဘောင်ပြောက်တွေအဲ့တော့ဒီမှာမိတ်ဆွေတို့ကိုဈေးအရန်တန်တဲ့ TV 2မျိုးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီမှာအခုလက်ရှိမြင်တွေ့နေရတဲ့ Google TV 32လက်မလက်မကိုကျွန်တော်တို့9သိန်းမလားလဲ9သိန်း3သော32လက်မကိုကျွန်တော်တို့ Google TV 9သိန်း3,000နဲ့ရမယ် Smart Android T2 3မျိုးလုံးအသုံးပြုလို့ရတယ် Google Parking အသစ်လုံးဖြစ်မယ်အာမခံကကျွန်တော်တို့တစ်နှစ်ပါတယ်အဲ့တော့အလုံးရေတော်တော်များများလေးကျွန်တော်ရှိမှာရောက်ရှိထားတယ်ဒါကကျွန်တော်တို့ Google TV ရဲ့ရုပ်ထွက်တွေပါရုပ်ထွက်အမတန်ကောင်းပါတယ်ဘောင်ပြောက်တွေဖြစ်မယ်ပပလက်လက် LED လေးတွေပါအဲ့တော့မိတ်ဆွေတို့အိမ်မှာကျွန်တော်တို့ Wi-Fi တစ်ခုရှိအောင်နဲ့ TV ပါဗျကျန်တာတွေထူကျွန်တော်ညွှန်းစေရမလိုတော့တော့ပါဘူးဒီ TV တွေကပေါ့နော်အဲ့တော့နောက်တစ်မျိုးဈေးအရန်တက်တာတဲ့ TV တစ်မျိုးရှိတယ်ကျွန်တော်ရှိမှာဒါကတော့ကျွန်တော်တို့ဒီမှာ43ကျွန်တော်တို့ဘောင်ပြောက်ပေါ့နော်ဘောင်ပြောက်ကို14သိန်းခွဲ14သိန်း9,500 14သိန်း9,500နဲ့ရောင်းပေးမယ်သူကတော့အာမခံသူလည်းတစ်နှစ်ပါတယ်ဘူဘောပါကင်အသစ်လုံးတွေပါသူရဲ့ရုပ်ထွက်တွေကိုကြည့်ကြည့်ရင်တော့ကျွန်တော်တို့ဒီမှာဒီလိုလေးတွေကြည့်လို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ43လက်မဘောင်ပြောက်တွေသူလည်း Wi-Fi တစ်ခုရှိအောင်ပဲကိုယ့်အိမ်မှာ Wi-Fi တစ်ခုရှိအောင်နဲ့ကျွန်တော်တို့ YouTube တွေ Netflix တွေမြန်မာစာတန်းတို့ဇကားတွေဘောပွဲတွေအစုံကြည့်လို့ရတဲ့ TV ပါဈေးနှုန်းကကျွန်တော်တို့43လက်မကို14သိန်း9,500ကျွန်တော်တို့32လက်မအခုဒီမှာမြင်နေရတဲ့ Google TV ဆိုလို့ရှိရင်ကျွန်တော်တို့9သိန်းနဲ့3,000အဲ့တော့ပစ္စည်းတွေကျွန်တော်တို့နည်းနည်းကြန့်ရှိပါသေးတယ်အဲ့တော့လိုအပ်တဲ့မိတ်ဆွေတွေကျွန်တော်ရဲ့အပေါ်ကဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မှာယူလို့ရတယ်လို့ဆိုင်ရွာကိုတိုင်ကိုကြလာရောက်စစ်စစ်ဝယ်ယူလို့ရပါတယ်ကျွန်တော်တို့ရန်ကုန်မြို့တွင်းဆိုလို့ရှိရင်တော့delivery ခါလေးတော့ပေးရမယ်အိမ်ရောက်မှငွေရှင်းလို့ရတဲ့စနစ်တွေလည်းရှိပါတယ်ဗျအဲ့တော့အသေးစိတ်သိချင်တဲ့ဆိုရင်အပေါ်ကဖုန်းနံပါတ်ကိုဆက်သွယ်စုံစမ်းလို့ရပါတယ်ဆိုင်ကိုလည်းကိုတိုင်ကိုကြလာရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်